ကဲဒါကတော့ပေါ့နော်အိမ်ရှိမှာခဏပေါက်တင်ညိုပေါက်စာလေးတွေ့လို့ပေါ့နော်ဥရားလို့ဖမ်းခဏဖမ်းခေါ်ထားဒီပေါက်စင်ညိုပစ္စည်းလေးဆိုအရန်ဥရားတာဒီရွယ်လေးဆိုလို့ရှိရင်မြင်တာနဲ့ခဏဖမ်းပြီးလက်ပေါ်ခဏခေါ်ထားလိုက်ရမှကြည်နေတာပေါ့နော်ဥရားလို့ဒါလေးကိုလာပြတာချစ်စရာလေးပရုဥရားလို့ဟယ်လိုလို့မင်္ဂလာပါလို့ချောက်လေးကအကောင်ကိုက်ခံထားရတာထင်တယ်သူငယ်တုန်းကလေဘယ်လိုပြောမလို့ဆိုတော့ဒီချောက်လေးတစ်ဖက်ကမပါဘူး၅ချောင်းလက်၅ချောင်းပေါ့နော်ပြောရမယ်ဆိုရင်အဲ့လိုမျိုးမပါဘူးတခြားကြီးမှတနာပါတယ်ကဲအနေနဲ့ကင်းပေးရှင်းပါသေးနော်ကဲအကောင်ကြီးတွေရမှကင်းဝေးပါစေပြပေးမယ်တိလားနည်းနည်းလေးသူနည်းနည်းလေးချောက်မပါတာလေးကိုပြပေးမယ်အမေတစ်ဖက်ကမပါဘူးဒီဘက်ကအမဲမပါဘူးတနာပါတယ်အကောင်ကြီးတစ်ကောင်တိုက်ခံထားတာဒီမှာဒါမှမဟုတ်လို့ရှင်ငှက်လေးကလိုက်ဖမ်းလို့ပြုတ်သွားတာမသိဘူးကဲအနေနဲ့ကင်းပေးရှင်းပါစေနော်ကဲညားလေးလည်းလွတ်လို့မဖြစ်ပါဘူးအပေါ်ကကြီးတွေကအော်နေတာရောကြောင်လေးထဲမှာပုံနေလိုက်တော့သွားပေါ်တက်အမှပုံနေလိုက်တော့နော်ကဲအနေနဲ့ကင်းပေးရှင်းပါစေလို့ကဲပြေးသွားကျမကြောက်လို့လားမသိဘူးပြေးသွား